မင်္ဂလာပါဒီနေ့ကျွန်တော်တို့က plastic ထုတ်လုပ်ခြင်းနီလန်းထဲက inline zipper bag ကိုပုံဖော်ပြီးဖောက်ထုတ်တဲ့နည်းစဉ်တွေကိုသင်ယူသွားမယ်ဒီနေ့သင်တဲ့ရည်ရွယ်ချက်တွေကတော့ပထမချက်အလုပ်သမားတွေအားလုံးကစက်မှုပစ္စည်းတွေကိုနားလည်နိုင်ဖို့နဲ့စက်ကထုတ်ပစ္စည်းအမျိုးအစားတွေကိုမှန်မှန်ကန်ကန်ခွဲခြားနိုင်ဖို့ပါဒုတိယချက်အလုပ်လုပ်ရာမှာစံနှုန်းအဖြစ်သုံးနိုင်ဖို့ဖြစ်ပါတယ်စက်ခွင့်တာကနေစတင်ပြီးကုန်ကြမ်းထဲလာစက်တင်စင်လာဒစင်ချင်းပြီးလှုပ်ထုံးနည်းနဲ့ထုတ်လုပ်မှုနောက်ဆုံးအဆင့်အထိအမှားယွင်းရှော့ချနိုင်ပြီးလုံခြုံရေးမြင့်တင်နိုင်ဖို့ပဲဖြစ်ပါတယ်ရှင်ဒီဆောင်ရွက်စာတမ်းထဲမှာလှုပ်ထုံးလုပ်နည်းတွေကိုဖော်ပြထားပြီးအလုပ်သမားတွေက BRC သို့မဟုတ် GHP အမတ်သားတွေကိုမြင်ရမယ်ဆိုရင်တိကျပြီးတိတိကျကျလိုက်နာဖို့လိုပါတယ်ရှင်အဲဒါကြောင့်ပဲကုန်ပစ္စည်းတွေကိုအရေးသွေးမြင့်မာပြီးလုံခြုံအောင်ထိန်းချုပ်ဖို့အရေးကြီးတဲ့စံနှုန်းလို့ဆိုနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ကွန်မြူနီတွေမှာထုတ်လုပ်တဲ့ plastic အိတ်အလုပ်လုပ်ပုံကိုလေ့လာကြရအောင်ရှင်။စက်ပစ္စည်းအလုပ်လုပ်ပုံလိုက်အဘိက၃မျိုးခွဲထားပါတယ်။ဒီအိတ်အဖြူဖောင်းထုတ်တိုးစစ်ထည့်ပြီးပုံမနှိမ့်တဲ့ဆက်။၂အိတ်အဖြူဖောင်းထုတ်တိုးစစ်ထည့်ပြီးအယောင်၂ယောင်ပုံနှိမ့်တဲ့ဆက်။၃အိတ်အဖြူဖောင်းထုတ်တိုးစစ်ထည့်ပြီးအယောင်တစ်ယောင်ပုံနှိမ့်တဲ့ဆက်အလို့သမားတိုင်းကစက်တွေအမျိုးအစားအဆင့်ဆင့်ခွဲခြားနားလည်ဖို့လိုပါတယ်။အဲ့ဒီစက်တွေကတစ်ခုချင်းစီလုံကင်းစီမတူကြပြီးအရည်အသွေးနဲ့လုံခြုံရေးစံနှုန်းတွေကိုတိကျစွာလိုက်နာဖို့လိုပါတယ်ရှင်။နောက်တစ်ဆင့်အနေနဲ့ plastic အိတ်ဖောက်ထုတ်ဆဲရဲ့အစိတ်အပိုင်းတွေကိုလေ့လာကြရအောင်ရှင်။ဒီစက်က plastic အိတ်ထုတ်လုပ်ရမှာအဓိကအရေးကြီးဆုံးစက်ပစ္စည်းဖြစ်ပါတယ်။အဓိကအစိတ်အပိုင်းတွေကတော့နောက်တစ်ဆက်မှာဆိုင်လိုတိုးလောင်တကားအကြောင်းလေ့လာကြရအောင်ရှင်။ဆိုင်လိုရဲ့တာဝန်ဆိုင်လိုကပလတ်စတစ်မုန့်အကြီးအတွက်များများဖို့တိုးလောင်ပေးဖို့အသုံးပြုပါတယ်။ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုစနစ်တကျတဆင့်ချင်းစီပို့ပေးနိုင်အောင်လဲအထောက်အကူပြုပါတယ်။နေရာစားသုံးမှုတက်တာစေပြီးကုန်ကျန်းပို့ဆောင်မှုကိုစက်သိမ့်လုံးနိုင်စေပါတယ်။လုံးစုံဤအလုပ်သမားတွေအတွက်သတိထားရမယ့်အချက်တွေကခုနှစ်ရပဲဆိုင်လိုဘောကိုမတက်ရပါဘူးကုန်ကျန်းပို့ဆောင်တဲ့ခေါင်ပိုက်တွေကိုအဆုမရှိရိုးစိမ့်မှုမရှိတေချာစစ်ဆေးဖို့လိုပါတယ်ပလတ်စတစ်မုန့်အမုံမုံတွေများလာရင်အသက်ရှူလမ်းကြောင်းအသက်အန္တရာယ်ဖြစ်နိုင်လာကြောင်းသတိထားဖို့လိုပါတယ်တခါတရံ PPE ဒါမှမဟုတ် Personal Protective Equipment သုံးဖို့လိုပါတယ်ဥပမာ Dust Mask မုန့်မျက်နှာဖုံးလက်အိတ်နဲ့လုံခြုံရေးဥထုစသည်တို့ပါဒီစီမင်းစည်းကမ်းတွေလိုက်နိုင်ရင်ဆိုင်လုံရဲ့အလုံးလုံးရမှာပို့ပြီးလုံခြုံစိတ်ချရမှာဖြစ်ပါရဲ့ရှင်။နောက်တစ်ဆက်မှာ hopper အကြောင်းလဲလာကြရအောင်ရှင်။ hopper ရဲ့တာဝန် hopper က plastic မုန့်ကိုအရေးတိုးလောင်ပြီး extruder barrel တန်းကိုပို့ပေးဖို့အသုံးပြုပါတယ်။ hopper သုံးခြင်းဖြင့်ကုန်ကျန်းမြေကိုစက်တိုက်ပေးနိုင်ပြီးပမာဏကိုတိကျစွာထိန်းချုပ်နိုင်ပါတယ်။လုံခြုံရေး hopper ထဲထည့်မဲ့ plastic မုန့်တွေကိုစစ်ဆေးပြီးတန်ရှင်းနေတာအခြားအရာမပါနေတာတေချာဖို့လိုပါတယ်။စက်အလုံးလက်ပန်းနေစမှာဟော်ပါကိုမဖွင့်ရပါဘူး။အန်ဒီရဲ့ချက်နေလို့ပါ။ပလတ်စတစ်မုန့်ဖုံမုန့်တွေများလာနိုင်တာကြောင့်မျက်နှာပုံ dust mask နဲ့လက်အိတ်တို့တက်ဆင်ဖို့လိုအပ်ပါတယ်။ဟော်ပါကိုမှန်မှန်ကန်ကန်နားလည်ပြီးအသုံးပြုနိုင်ရင်အလုပ်တွေပိုပြီးတိကျပြီးလုံခြုံစွာလုပ်နိုင်မယ်နော်။နောက်တစ်ဆင့်မှာ magnetic bar ပေါင်းအကြောင်းလေ့လာကြရအောင်ရှင်။ magnetic bar ရဲ့တာဝန် magnetic bar ကပလတ်စတစ်မုန့်တွေပေါင်းပါလာနိုင်တဲ့တန်တရားအပိုင်းအစများကိုစက်ထဲမဝင်ခင်ဖမ်းဆီးပေးတာပါဒီလိုလုပ်ခြင်းကြောင့်စက်ပျက်စီးတာကိုကာကွယ်ပေးနိုင်ပြီးထုတ်လုပ်တဲ့ပစ္စည်းအရည်အသွေးကိုလည်းကာကွယ်ပေးနိုင်ပါတယ်လုံခြုံရေးကြောင့် magnetic bar ကိုအစိမ့်မပြတ်စစ်ဆေးပြီးတန်ရှင်းအောင်လုပ်ပေးဖို့လိုအပ်ပါတယ်ဒါမှသာတန်အပိုင်းအစတွေကိုထိရောက်စွာဖမ်းဆီးနိုင်တယ်တန်ရှင်းရေးလုပ်တဲ့အချိန်မှာစက်ကိုမဖြုတ်မီလုံးဝမလုပ်ရပါဘူးအဲ့ဒါကြောင့်အန်ဒီရဲ့ကာကွယ်နိုင်ပါတယ်တန်အပိုင်းစားတွေကိုတိုက်လက်လက်သီးနဲ့မထိရပါဘူးလက်အိတ်သုံးတာသုံးမဟုတ်ကိရိယာတစ်ခုခုသုံးဖို့လိုအပ်ပါတယ်မက်ဂနက်တစ်ဘားကိုမှန်မှန်ကန်ကန်ထိမ့်သိမ်းအသုံးပြုနိုင်ရင်စက်ပြတ်စီးမှုကာကွယ်ပြီးထုတ်ကုန်အရည်အသွေးကိုစံနှုန်းမကျပါဘူးနော်နောက်တစ်ဆင့်မှာ extruder barrel အိတ်ဖောက်ဆက်တိုက်အကြောင်းလေ့လာကြရအောင်ရှင် extruder barrel ရဲ့တာဝန် extruder barrel ကစက်ထဲမှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါအတွင်းမှာစက်အိုတစ်ခုလဲနေပြီးပလတ်စတစ်မုန့်ကိုအပူနဲ့ဖိအားသုံးပြီးအရေးပုံစံပြောင်းပေးပါတယ်။ပြီးရင် die head ခေါင်းပုံတွင်နဲ့ပို့ပြီးအိတ်ပုံစံဖော်ဆောင်ပေးပါတယ်။လုံခြုံရေး
extruder barrel ကအပူချိန်အလုံးမြင့်ပါတယ်အလို့သမားတွေကလက်နဲ့တိုက်ရိုက်မထိရပါဘူးစနီးစက်အလုံးလောက်တဲ့အချိန်မှာအပူခံလက်အိတ်နဲ့ကာကွယ်ရေးပစ္စည်းတွေတပ်ဆင်ဖို့လိုပါတယ်အပူစနစ်နဲ့စက်အုပ်ကိုအစင်မပြတ်စစ်ဆေးဖို့လိုပါတယ်ဒါမှစက်မပြတ်စီအောင်ကာကွယ်နိုင်မယ်extruder barrel တွေကိုအခြားအရာမထိလာပါဘူးအဲ့ဒါကြောင့်စက်ပျက်စီးပြီးအန်ဒီရဖြစ်နိုင်ပါတယ် extruder barrel ကိုမှန်မှန်ကန်ကန်သုံးနိုင်ရင်ထုတ်လုပ်မှုပိုပြီးအဆင်ပြေပြီးလုံခြုံစွာလုပ်နိုင်ပြီနော်နောက်တစ်ဆင့်မှာ die head ခေါင်းပုံတွန်းအကြောင်းလေ့လာကြရအောင်ရှင် die head ရဲ့တာဝန်မှာ extruder barrel တွေကပလတ်စတစ်အရည်ကိုလက်ခံပြီးအိတ်လွတ်ဖို့အသုံးပြုရဲ့ဖိလိန်အဖြစ်ပြောင်းပေးတာပါ die head ရဲ့ပုံစံအလိုက်ထုတ်ပေါ်မဲ့ဖိလိန်ပလတ်စတစ်ရဲ့အကျဲအထူပုံစံတွေဆုံးဖြတ်ပေးပါတယ်လုံခြုံရေးအနေနဲ့ကတော့ die head ကအပူချိန်အလုံးမြင့်လို့တိုက်ရိုက်မထိရပါဘူးအတင်ဘက်အရာဝတ္ထုတွေထဲမဝင်အောင်တတိထားရပါမယ်မဟုတ်ရင်ဖိလိန်ပလတ်စတစ်အရည်အသွေးပြတ်သွားနိုင်ပါတယ်တန်ရှင်းရေးလုပ်တဲ့အချိန်မှာစနစ်တဲ့အတိုင်းအစင်းလိုက်နာရပါမယ်စအလုပ်လည်နေစဉ်မှာလုံခြုံရေးအကွာဝေးချပြီး PPE တွေတပ်ဆင်ထားဖို့လိုအပ်ပါတယ်ဥပမာအပူခံလက်အိတ်လုံခြုံရေးဥတို့စသတိတို့ပါ die head ကိုမှန်မှန်ကန်ကန်နားလည်ပြီးလုံခြုံရေးစီးမြင်အတိုင်းလိုက်နာနိုင်ရင်ထုတ်လုပ်တဲ့ပစ္စည်းတွေအရည်အသွေးမကျဆင်းသလောက်ထိပြီးအန္တရာယ်လည်းညှော့နေမယ်နော်နောက်တစ်ဆက်မှာဇစ်ထဲဖို့တုံးတဲ့ပလတ်စတစ်မုန့်နဲ့အယောင်မုန့်ထည့်တဲ့ဆိုင်လိုထဲတကားအကြောင်းလေ့လာကြရအောင်ရှင်တာဝန်ဒီထဲမှာဇစ်ထဲဖို့တုံးတဲ့ပလတ်စတစ်မုန့်နဲ့အယောင်မုန့်တွေကိုထည့်တိုးလောင်ထားပါတယ်ထုတ်လုပ်မှုအတွက်စနစ်ထဲပို့မဲ့အခါမတိုင်မီအရင်ကတထဲထဲပေါင်းဆက်ပေးတာပါဒီထဲကကုန်ကျန်းတွေကိုမှန်မှန်တိကျစွာထိန်းချုပ်နိုင်မှထုတ်လုပ်တဲ့ဇစ်တွေအယောင်မှန်အရေးအသွေးကောင်းပြီးခိုင်ခနဲ့ပစ္စည်းထောလာမှာဖြစ်ပါတယ်လုံခြုံရေးစည်းကမ်းများထဲမဲ့ပလတ်စတစ်မုန့်နဲ့အယောင်မှုတွေကိုအရင်စစ်ဆေးပြီးတန့်ရှင်းပြီးအခြားရာမပါနေတာတေချာဖို့လိုပါတယ်ဆက်အလုပ်လည်းနေစမှာထဲတဲ့ဖုံးအဖုံးကိုမဖွင့်ရပါဘူးဖိအားနဲ့ဆွဲယူမှုကြောင့်အန္တရာယ်ဖြစ်နိုင်ပါတယ်အလုံးလုံးတဲ့အချိန် PPE ကာဝယ်ပစ္စည်းတွေအပြည့်စုံတပ်ဆင်ဖို့လိုပါတယ်ဥပမာမျက်နှာဖုံးလက်အိတ်လုံခြုံရေးဥထုပ်စသည်တို့ပါထဲထားတဲ့ပမာဏကိုအစင်မပြည့်စစ်ဆေးပြီးထုတ်လုပ်မှုအတိတ်မပြတ်အောင်တတိထားရပါမယ်ဒီစည်းမျဉ်းတွေကိုလိုက်နာနိုင်ရင်ဇစ်ထုတ်လုပ်တဲ့အစစ်မှာအရေးသွေးကောင်းပြီးလုံခြုံစွာအလုံးလောက်နိုင်မယ်နော်နောက်တစ်ဆက်မှာ hopper အကြောင်းလဲလာကြရအောင်ရှင် hopper ရဲ့တာဝန် hopper ကပလတ်စတစ်မုန့်ကိုအရေးတိုးလောင်ပြီး extruder barrel တန်းကိုပို့ပေးဖို့အသုံးပြုပါတယ် hopper သုံးခြင်းဖြင့်ကုန်ကျန်းတွေကိုဆက်တိုက်ပေးနိုင်ပြီးပမာဏကိုတိကျစွာထိန်းချုပ်နိုင်ပါတယ်လုံခြုံရေး hopper ထဲမဲ့ပလတ်စတစ်မုန့်တွေကိုစစ်ဆေးပြီးတန်ရှင်းနေတာအခြားအရာမပါနေတာသိချဖို့လိုပါတယ်ဆက်အလုံးလည်းပန်းနေစမှာ hopper ကိုမဖွင့်ရပါဘူးအန်ဒီရဲ့ချင်တယ်လို့ပါပလတ်စတစ်မုန့်ဖုံမုန့်တွေများလာနိုင်တာကြောင့်မျက်နှာပုံ dust mask နဲ့လက်အိတ်တို့တပ်ဆင်ဖို့လိုအပ်ပါတယ်။ hopper ကိုမှန်မှန်ကန်ကန်နားလည်ပြီးအသုံးပြုနိုင်ရင်အလုပ်တွေပိုပြီးတိကျပြီးလုံခြုံစွာလုပ်နိုင်မယ်နော်။နောက်တစ်ဆက်မှာ hopper အကြောင်းလဲလာကြရအောင်ရှင်။ hopper ရဲ့တာဝန် hopper ကပလတ်စတစ်မုန့်ကိုအရေးတိုးလောင်ပြီး extruder barrel တန်းကိုပို့ပေးဖို့အသုံးပြုပါတယ်။ hopper သုံးခြင်းဖြင့်ကုန်ကျန်းတွေကိုဆက်တိုက်ပေးနိုင်ပြီးပမာဏကိုတိကျစွာထိန်းချုပ်နိုင်ပါတယ်။လုံခြုံရေး hopper ထဲမဲ့ပလတ်စတစ်မုန့်တွေကိုစစ်ဆေးပြီးတန်ရှင်းနေတာအခြားအရာမပါနေတာသိချဖို့လိုပါတယ်။ဆက်အလုံးလည်းပန်းနေစမှာ hopper ကိုမဖွင့်ရပါဘူး။အန်ဒီရဲ့ချင်တယ်လို့ပါ။ပလတ်စတစ်မုန့်ဖုံမုန့်တွေများလာနိုင်တာကြောင့်မျက်နှာပုံ dust mask နဲ့လက်အိတ်တို့တပ်ဆင်ဖို့လိုအပ်ပါတယ်။ hopper ကိုမှန်မှန်ကန်ကန်နားလည်ပြီးအသုံးပြုနိုင်ရင်အလုပ်တွေပိုပြီးတိကျပြီးလုံခြုံစွာလုပ်နိုင်မယ်နော်။နောက်တစ်ဆင့်မှာ blown film machine frame အိတ်ဖောက်ဆက်တိဆောက်ပုံအကြောင်းလေ့လာကြရအောင်ရှင်။တာဝန်ဒီတိဆောက်ပုံကဆက်ရဲ့အထူးအစိတ်အပိုင်းဖြစ်ပြီး extruder barrel စက်တိုင်း die head ခေါင်းပုံသုံး roller လုံးနဲ့ film ဆွဲဆက်အိတ်အုပ်ဆက်စတဲ့အစိတ်အပိုင်းတွေကိုထိမ့်သိမ့်ပေးရဲ့အခြေခံအဆောက်အုံမှာတန်ရှင်းပြီးခိုင်ခန့်အောင်ဒီဇိုင်းလုပ်ထားတာကြောင့်ထုတ်လုပ်မှုအချိန်မှာလှုပ်ရှားမှုတွေဖိအားတွေကိုခံနိုင်ပါတယ်။အရေးကြီးမှုတိဆောက်ပုံမခိုင်မဲ့တာမမှန်တာရှိမယ်ဆိုရင်ဖီလင်ဆွဲရမှာမညီညာပဲအဲ့အရေးအသွေးထိခိုက်နိုင်ပါတယ်။လုံခြုံရေးခွင့်မရပဲတိဆောက်ပုံပေါ်မတက်ရပါဘူး။ရိုလာလင်းနေအချိန်နဲ့ဖီလင်ဆွဲနေတဲ့အချိန်မှာတတိထားပြီး
နီးစပ်မလုပ်ရပါဘူးတိဆောက်ပုံရဲ့နွတ်ချုပ်စကရူပေါင်းတက်တဲ့နေရာတွေကိုအစင်မပြတ်စစ်ဆေးဖို့လိုပါတယ်ဒါမှသာအမထီအောင်တိဆောက်ပုံမလုပ်အောင်ထိန်းနိုင်မယ်အစင်မပြတ်တန်ရှင်းရေးလုပ်ပြီးပလတ်စတစ်အကျိုးအကျွေးစီအကျွေးတွေမကတ်အောင်ထိန်းသိမ်းဖို့လိုပါတယ်မဟုတ်ရင်လဲကျနိုင်ပါတယ်တိဆောက်ပုံကိုမှန်မှန်ကန်ကန်နားလည်ပြီးထိန်းသိမ်းနိုင်ရင်ထုတ်လုပ်မှုပိုပြီးတိကျပြီးလုံခြုံစွာလုပ်နိုင်မယ်နော်နောက်တစ်ဆင့်မှာ airing လေးစီးဝိုင်းအကြောင်းလေ့လာကြရအောင်ရှင်တာဝန် airing က die head ထဲကထောပြီးအသစ်ထွက်လာတဲ့ plastic film ကိုအေးအောင်လေတိုက်ပေးလာပါဒီလိုလေတိုက်ပေးမှာ plastic film ကောင်းကောင်းတီးပုံစံထိန်းနိုင်ပါတယ်အေးအောင်မလုပ်နိုင်ရင် film ကအယိုးယိုးပဲ့ကျွတ်သွားနိုင်ပါတယ်အရေးကြီးမှုလေတိုးပဲလာအားနဲ့လေဝင်ပေါက်ဦးတိချက်တွေကိုမှန်မှန်ထိန်းနိုင်မှာ film အထူအလိမ့်အရစ်အသွေးကိုထိန်းနိုင်ပါတယ်လေအလွန်တိုးသွားရင် film ပြတ်သွားနိုင်ပြီးလေနည်းသွားရင် film မခိုင်မဲ့ဖြစ်နိုင်ပါတယ်လုံခြုံရေး airing ခဲမှာဖုံမုံပလတ်စတစ်အကျိုးအကျွေးမတိုးအောင်တန်ရှင်းအမြဲထိန်းဖို့လိုပါတယ်ဆက်အလုပ်လဲနေခြင်း film နီးနီးကိုလက်မထီရပါဘူး film ဆွဲယူတဲ့အင်အားကြောင့်အန်တရည်ဖြစ်နိုင်ပါတယ်လေတိုးအင်အားကိုအစိမ့်မပြတ်စစ်ဆေးဖို့လိုပါတယ်မဟုတ်ရင် film အရည်အသွေးပြတ်သွားနိုင်ပါတယ် airing ကိုမှန်မှန်စနစ်တကျထုံနိုင်ရင် film အရည်အသွေးတိကျပြီးလုံခြုံစွာထွက်လာမယ်နော်နောက်တစ်ဆင့်မှာအိတ်ထောက်တော့ back supporting stick အကြောင်းလေ့လာကြရအောင်ရှင်တာဝန်အိတ်ထောက်တော့က die head ကထွက်လာတဲ့ plastic film ကို airing ဖြတ်ပြီး roller ထဲသွားမဲ့အချိန်မှာတိကျအောင်ထောက်ပံ့ပေးတာပါဒီတော့ကြောင့် film မပဲ့မလိမ်ပဲညင်ညာအောင်ဖြန့်ပေးနိုင်ပါတယ်အရေးကြီးမှုအိတ်ထောက်တော့မတုံးရင် film အနာအရက်မညီမညွတ်ဖြစ်ပြီးအိတ်ထဲမှာအမားယွန်းတီပေါ်လာနိုင်ပါတယ်လုံခြုံရေးဆက်အလုံးလဲနေစေ feeling ကိုလက်နဲ့မထိရပါဘူးလွယ်လွယ်ကူကူလက်ချူနိုင်လို့ပါအိတ်ထောက်တုတ်ကိုအမြဲစစ်ဆေးပြီးအမြတ်ဓာတ်ဆောင်မရှိအောင်ထိန်းဖို့လိုပါတယ်မဟုတ်ရင် feeling ပြတ်နိုင်ပါတယ်တခါတလေတန့်ရှင်ရလို့ပြီး feeling လက်မကတ်မနေအောင်ထိန်းသိမ်းဖို့လိုပါတယ်အိတ်ထောက်တုတ်ကိုမှန်မှန်အသုံးပြုပေးနိုင်ရင်အိတ်ထောက်ပစ္စည်းအရေးသွေးကောင်းပြီးလုံခြုံစွာအလုပ်လုပ်နိုင်မယ်နော်အမြန်တန်ကိုဆက်ချင်ပြီးနောက်ထည့်ပါ၎င်းကိုအိတ်ကိုပန်နဖက်ခွဲဖို့အသုံးပြုပါနေဆက်လက်နေစဉ်တွင်ဓာနီမထိပါနေဓာသည်မြောက်မြောက်တော့ကြောင့်လုံခြုံရေးကိုပြီးသူဆိုင်ပါနော်နောက်တစ်ဆင့်မှာ winding unit လုံးပတ်ဆက်အကြောင်းလေ့လာကြရအောင်ရှိတာဝန်winding unit ကထုတ်လုပ်ပြီးသား plastic film သို့မဟုတ်အိတ်တွေကိုလုံးပတ်အထစ်ထပ်ပေးတာပါဒီလိုလုံးပတ်လုပ်ထားမှလွယ်ကူစွာတည်ဆောင်နိုင်ပြီးနောက်ထပ်လုပ်ငန်းစဉ်စီလွယ်လွယ်ကူကူပို့ဆောင်နိုင်ပါတယ်အရေးကြီးမှုလုံးပတ်အချိန်မှာတင်းထိန်မှုကိုမှန်မှန်ထိန်းရပါမယ်တင်းအလွန်တင်းရင် film ပြတ်သွားနိုင်ပြီးအလွန်ရော့ရင်လုံးပတ်အပေါက်အကျဖြစ်သွားနိုင်ပါတယ်လုံခြုံရေးဆက်အလုပ်လည်နေစဉ်လက်နဲ့ရိုလာတော့မဟုတ်ဖီလင်ကိုမထိရတာကိုလက်ညှို့နိုင်ပါတယ်ဖီလင်လုံးပတ်သေးဝင်ပြီးတိကျစွာညင်ညာနေလန်းစစ်ဆေးဖို့လိုပါတယ် PPE ကာကွယ်ပစ္စည်းတွေဥပမာလက်အိတ်နဲ့လုံခြုံရေးဥထုတ်တတ်ဖို့လိုပါတယ်လုံးပတ်ဆက်ရဲ့အရှိန်နဲ့ brake စနစ်ကိုအစင်မပြတ်စစ်ဆေးဖို့လိုပါတယ်မဟုတ်ရင်အန္တရာယ်ဖြစ်နိုင်ပါတယ် winding unit ကိုအမှန်မှအသုံးပြုနိုင်ရင်ထုတ်လုပ်မှုဆက်တိုက်ပြီးအိတ်ဖီလင်ကောင်းကောင်းထွက်လာမယ်နော်နောက်တစ်ဆင့်မှာ wire mesh screen ကျိုးပေါင်းဆက်စရာအကြောင်းလေ့လာကြရအောင်ရှင်တာဝန် wire mesh screen က plastic မုန့်တဲကအကျိုးအကျွေးတွေကိုစစ်ထုတ်ဖို့သုံးတဲ့အစိတ်အပိုင်းပါဒီစက်အိတ်ပိုင်းကို honeycomb plate နဲ့တွဲသုံးပြီးတူညီတဲ့ဆက်စရာနှစ်စင်းတူညီအောင်ထပ်ထားပါတယ်ဒီလုပ်ငန်းထဲမှာအများဆုံးသုံးတဲ့ဆက်စရာက number 40ပါထိမ့်သိမ့်မှု wire mesh screen ကိုနှစ်ပတ်တစ်ကြိမ်အမြဲအစားထိုးပေးဖို့လိုပါတယ်ဒါမှသာစစ်ထုတ်မှုထိရောက်ပါတယ်စက်အိတ်ပိုက်ပြီးသွားရင် plastic မမြင်ညာစီနိုင်ပဲထွက်လာတဲ့ပစ္စည်းမှာအမအယွင်းပေါ်နိုင်ပါတယ်စက်အိတ်ရဲ့အလုပ်ရက်တဲ့အချိန်တိုင်း wire mesh screen ကိုစစ်ဆေးဖို့လိုပါတယ်ဒါမှပိတ်ဆို့မှုမဖြစ်အောင်ကာဝယ်နိုင်ပါတယ်
wire mesh screen ကိုမှန်မှန်ထိမ့်သိမ့်ပြီးအစားထိုးပေးနိုင်ရင်ထုတ်လုပ်မှုပိုပြီးတိကျပြီးအရေးသွေးကောင်းမယ်နော်နောက်တစ်ဆင့်မှာ control ထိန်းချုပ်စိန်ကြံအကြောင်းလေ့လာကြရအောင်ရှင်တာဝန် control ကစိတ်ရဲ့လုံးဝအထိန်းချုပ်ဖြစ်ပါတယ်အတွင်းမှာစက်ပစ္စည်းတွေခလုတ်တွေမိဖို့ချုပ်တာတွေအပူချိန်အရှိန်ဖိအားစသည့်စက်လုံငန်းများကိုထိန်းချုပ်နိုင်တဲ့ပစ္စည်းတွေပါပါတယ်အရေးကြီးမှု control ကိုမှန်မှန်သုံးနိုင်ရင်စက်တွေထိရောက်စွာလဲပတ်နိုင်ပြီးအမှားအယွင်းလျော့နေတယ်လို့လုံခြုံရေးလဲပုံမတိုးတက်မယ်လုံခြုံရေးနောက်တစ်ဆက်မှာဇစ်အိတ်အစိတ်အပိုင်းအမိများအကြောင်းလေ့လာကြရအောင်ရှင်အလုတ်သမားတိုင်းနားလည်ပြီးတိကျစွာဆက်ဆံနိုင်ဖို့အတွက်အရေးကြီးပါတယ်ဇစ်အိတ်အစိတ်အပိုင်းညာဒီအိတ်ကိုထဲ back body plastic filling အပိုင်းကုန်ပစ္စည်းထည့်သွင်းညာနှစ် zip lock zip band zip lock အိတ်ဖွင့်ပိတ်ရာပစ္စည်းကိုခိုင်မာစွာထိမ့်သိမ်းဖို့အသုံးပြုပါတယ်3 zip လမ်းကြောင်း zip track အိတ်ပေါ်မှာ zip ထည့်သွားမယ့်လမ်းကြောင်းနဲ့အိတ်အဖွင့် back mouth အိတ်အပေါ်ဘက် zip ထည့်ဖို့ပေါက်ပေါက်ရာ5အိတ်အောက်ချီ bottom gazette or seal အိတ်အောက်ဆုံးအပိုင်းကုန်ပစ္စည်းအလေးချိန်ကိုခံနိုင်ဖို့ဖုံးအုပ်ထားတဲ့နေရာ6အိတ်ဘေးအဖုံး side seal အိတ်ဘေးကိုဖုံးအုပ်ထားတဲ့နေရာခိုင်ခန့်စေဖို့ zip အိတ်အစိတ်အပိုင်းအမီတွေကိုအားလုံးနားလည်သားမယ်ဆိုရင်ထုတ်လုပ်မှုလိုင်းထဲမှာအလုံးလုံးတဲ့အခါဆက်သွယ်မှုပုံမလွယ်ကူသွားမယ်နော်နောက်တစ်စစ်မှာအေဖောက်ပုံနေထောင်တာအလို့ဆဆချင်းစစ်ဆေးစာရွက်ကိုဘလို့ဖတ်ရမလဲလေးလာကြရအောင်ရှင်ရည်ရွယ်ချက်ကတော့အလို့ဆဆချင်းစစ်ဆေးစာရွက်ကိုစက်ရန်တရားကုန်ကြမ်းကရိယာတွေအလို့မစမီအစုံအလင်းပြန်လဲစစ်ဆေးဖို့ပြုလုပ်ထားတာပါဒါကြောင့်အမားရွေးမဖြစ်စေပဲထွက်လာတဲ့ပစ္စည်းတွေအရေးအသွေးစံလုံးအတိုင်းဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ဖတ်စီရအချက်တွေကတော့1ဆက်အချက်အလက်ဆက်နံပါတ်နဲ့ထုတ်လုပ်မဲ့အလုပ်အမျိုးအစား2ကုန်ချမ်းပလတ်စတစ်မုတ်အမျိုးအစားအယောင်ပမာဏမှန်သလားစစ်ဆေးပါ3 mode die head printing system သုံးမဲ့ကိရိယာတွေတင့်တင့်နေလားစစ်ဆေးပါ4အရေးအသွေးစစ်ဆေးမှုအစစက်ထဲကထွက်လာတဲ့ဖလိန်သို့မဟုတ်ပုံနှိပ်အယောင်မှန်မှန်စစ်ဆေးပါ5လက်မှတ်ထိုးရန်စစ်ဆေးသူနဲ့အကြီးအကဲလက်မှတ်ထိုးထားဖို့လိုပါတယ်လုံခြုံရေးစစ်ဆေးမှုကိုတိကျစွာလုပ်ဖို့လိုပြီးအစစ်မကြော်ရပါဘူးအမားတွေတွေ့ရင်ချက်ချင်းအလုပ်ရက်ပြီးအကြီးအကဲကိုတိုင်ပင်မှုလိုပါတယ်အလုပ်ဆက်ဆချင်းစစ်ဆေးစာရွက်ကထုတ်လုပ်မှုနဲ့အရေးအသွေးစစ်ဆေးမှုအရေးကြီးအထောက်ထားပါဒါကြောင့်အလုပ်သမားတိုင်းကအလုပ်မစမီဒီစာရွက်ကိုတိကျစွာဖတ်ပြီးနားလည်ထားဖို့လိုပါတယ်နော်မင်္ဂလာပါရှင်ဒီနေ့မှာအရာပေါက်ခေါင်းသက်စင်တဲ့အခါအသုံးပြုတဲ့ပစ္စည်းတွေကိုကြည့်ကြမယ်နော်အဓိကလိုအပ်တဲ့ပစ္စည်းတွေကတော့1ဝက်ဥပလီပြားနှုတ်တွေကိုတင်းတင်းကြပ်ကြပ်ချင်ဖို့2နှုတ်နဲ့အင်ဂျင်မွားဝါရှာပေါက်ခေါင်းကိုစက်နဲ့ချိတ်ဆက်ဖို့3 gas cap ဘေးရင်နဲ့ plastic စင်ထွက်မလာအောင်ကာကွယ်ဖို့4 lock pin တက်စင်ရမှာတည်ငြိမ်အောင်လုပ်ဖို့5လက်အိတ်အန်ဒီကာကွယ်ရေးအပူနဲ့တန်ရာတွေကိုကာကွယ်ဖို့အဲ့ဒီပစ္စည်းတွေကိုတိထားမယ်ဆိုရင်ပေါက်ခေါင်းတက်စင်တဲ့အချိန်မှာစနစ်တကျလုံးကျုံစွာအလုပ်လုပ်နိုင်ပါလို့ရှင်SAB အလုပ်သမားကအစားပြုအလုပ်စစ်ဆေးရေးစာရွက်ကိုလှုပ်ဆောင်ရေးအစီအစဉ်အတိုင်းအလုပ်စတင်ရအတညံပွဲရှာကြီးထံပေးပြီးမော်တာနဲ့လီကိုဖွင့်ပေးပါမယ်ပလတ်စတစ်ဖို့အလုပ်မှာအပူရှိတာကြောင့်အလုပ်သမားတွေဟာအစစ်နှစ်စစ်အိတ်လက်အိတ်တွေဆွတ်ထိုးလိုပါတယ်အဲ့ဒီနောက်ဖူးကောင်းပေါ်ကပလတ်စတစ်ကိုဆွဲယူပြီးအပေါ်ဘက်ရှိပလတ်စတစ်အိတ်နဲ့ဆက်ပေးပါလုံးကျင်ကိုဖွင့်ပြီးအိတ်ကိုဆွဲပါအကွာဝေးတိုင်းတာပြီးတူစမ်းပါ
မကြက်ခါတော့လဲမလွတ်လွတ်ဖြစ်တင်ပါဘူးဓားကိုထည့်ပြီးအိတ်ပေါ်ဘက်ကိုခွဲကစစ်ပွားကိုခွဲပြီးဓားကိုအလဲရိုးတဲ့ထည့်ပါပြီးရင်စစ်ကိုဖိထည့်ပါအိတ်ကိုပုံသွင်းပလောက်ထည့်ပြီးလုံးကောင်းနဲ့တွင်းမှာမင်းနဲ့ပြင်ကုသဇက်ကိုဖွင့်ပါနောက်ဆုံးအစစ်မှာအိတ်ကိုတီးဆက်ထဲဆက်ပါ